Okay ဒီနေ့က April လ12ရက်နေ့ 4th semester ရဲ့ week 1ပေါ့နော်ဒါနောက်ဆုံး semester ဖြစ်လိမ့်မယ်ဒါပေမဲ့ဒါတကယ် week 1အစစ်တော့မဟုတ်သေးဘူးဒါကြာလာပရင်နေ့ကစပြီးတော့တန်တက်ရတာဆိုတော့အင်္ဂါနေ့တန်ရတော့နောက်တစ်ပတ်မှစပြီးတော့ဖွင့်လိမ့်မယ်အဲ့တော့ပြောစီရနှစ်ခုပဲရှိတယ် research ရယ်data science for human behavior analysis ကြာလာပရင်နေ့တန်ပေါ့နော်ဆိုတော့ subject ကအားလုံးနှစ်ခုပဲယူထားတယ်visualization subject ရဲ့ဒီ data science subject ရဲ့အားလုံးတစ်ပတ်ကိုတစ်ရက်ပဲတက်ပြီးတော့14ပတ်တက်ရမယ်ဟာပေါ့တစ်ပတ်ကိုတစ်ချိန်ပဲတက်ပြီးတော့14ပတ်တက်ရမယ်ဟာအဲ့တော့ data science for human behavior analysis ဆိုတဲ့ဟာprofessor ကထိုင်းရ professor Tipon Lao Hakan with what ထားပါရမယ် anyway အဲ့တော့ data science ဆိုတာဘာလဲဆိုတာပြောပြသွားတယ်မှာ statistic programming modeling and domain knowledge တွေပေါင်းထားတဲ့ဟာကို data science လို့ခေါ်တယ်ပြီးတော့ EMN framework ဆိုတဲ့ဟာအကြောင်းပြောပြပါရယ်ပြီးတော့ chart skill set တွေလည်းလိုတယ်ဒီ data science လုံးမလိုတဲ့ analytical data management technical business thinking နဲ့ creativity ဆိုပြီးတော့လိုတဲ့ skill set တွေအကြောင်း overview ပြောသွားတယ်ပြီးတော့အဓိက Python ပိုင်းပေါ့နော်programming ဆိုလို့ရှိရင် Python ပိုင်းမှာဆိုရင် NumPy SciPy pandas scikit-learn ဆိုတဲ့library သုံးမယ်ဆိုတာပြောပြပါရယ်နောက်ဆုံးမှာတော့ group လုပ်ပြီးတော့အဲ့ဒီအတွက်ကတော့ပြီးသွားတယ်ဆိုတော့research အတွက်ကကြတော့ရှေ့တစ်ခေါက်ကနောက်ဆုံးပြောခဲ့တဲ့အစီအစဉ်ကဒီ match လ10ရက်နေ့မှာ Scotland က workshop join ဖို့အတွက်အစီအစဉ်ရှိတယ်ဒါပေမဲ့တကယ်အဲ့ဒီ Scotland workshop လည်းမ join လိုက်နိုင်ဘူးเนาะ April လ2ရက်နေ့မှာ notice ထွက်လာအဲ့ဒီ notice မှာလည်းဖေးထားတယ်ပေါ့နော်ဖေးထားဆိုတဲ့နှစ်ပိုင်းမှာတချို့တယောက်ကတော့ data နဲ့ပတ်သက်ပြီးတော့နေတာတော့ပြောတယ်ပြီးတော့အရင်မကိုက်ဘူးလို့လည်းပြောတယ်သူတို့ရဲ့သူတို့ workshop ရဲ့လိုအပ်တဲ့ criteria နဲ့အရင်မကိုက်နေတဲ့ paper မဟုတ်လို့လည်းမခံလို့ပြောတယ်အဲ့တော့2025 FIT 2025ဆိုတဲ့တခြားအသစ်တစ်ခုကို conference အသစ်တစ်ခုကိုဒါဂျပန်က domestic conference တစ်ခုကိုထပ်ပြီးတော့ join ဖို့အစီအစဉ်ရှိတယ် domestic conference ဆိုတော့လောလောဆယ်အထိက form မတင်ရသေးဘူးအကုန်လုံးဂျပန်လို US ဖြစ်နေလို့နည်းနည်းလေးစိတ်ပြင်ဆင်ပြီးတော့ဖတ်အောင်ပါပေါ့နော်အဲ့တော့ဒီဘက်ထဲမှာတော့တင်ပြလိုက်မယ်16ရက်နေ့မှာလာမယ့်16ရက်နေ့မှာဆရာနဲ့တော်တွေ့ဖို့အစီအစဉ်ရှိတယ်အဲ့တော့အဲ့ခါကျရင်လည်းဒီလောက်ထားတဲ့ဟာလေးလည်းပြောပြပြီးတော့ domestic conference ဆိုတော့6လပိုင်း3ရက်နေ့မှာဆူရောပြီဆိုတော့6လပိုင်း3ရက်နေ့ဗုဒ္ဓဖူးနေ့ကနေပြီးတော့တောက်ကြနေတဲ့အထိက conference မှာရှိနေဖို့အလားအလာရှိတယ်ဒါ2025မှာဆိုလို့ရှိရင်အဲ့ဒါပြီးရင်တော့အဲ့ဒီမှာအလုပ်ဝင်ဖို့ကိစ္စနဲ့ခွင့်ယူဖို့ကိစ္စတွေဒါမျိုးလေးတွေလည်းရှိပါအောင်မယ် Okay ဒီတော့လောက်ပါပဲကျေးဇူးအများကြီးတင်ပါတယ်